ရှင်ကစိတ်ထားပြည့်စင်သွားနေထိုင်မှသမိုင်းကြောင့်ကောင်းကြမှာလောဘတွေဒေါသတွေမောဟတွေပေတတ်ခါလူရင်ကိုရင်စတရားထားရကာမတိလဆောင်ခြင်းကဓမ္မနာမလူတွေကလူရဲ့ပါလောကမှာသူရဲ့လူဖြစ်လာကြတဲ့အကောင်းစုတွေရှင်ကစိတ်ထားပြည့်စင်သွားနေထိုင်မှသမိုင်းကြောင့်ကောင်းကြမှာလောဘတွေဒေါသတွေမောဟတွေပေတတ်ခါလူရဲ့ကိုရင်စတရားထားရကာမတိလဆောင်ခြင်းကဓမ္မနာမလူတွေကလူရဲ့ပါရှာရုနဲ့ဂုံပညာချမ်းသာဆင်းရဲမမြဲတဲ့သဘောပါဘာမှမတည်မြဲလေတာတတိဓမ္မဝေသိညာရှိလို့ဒါနသီလဘာဝနာရယူကြပါရှာခဲ့လာသောလူဘဝချိန်ခဏဓမ္မနေ့လေကောင်းမှုအမြဲတခုပြုနေပါလောကမှာလူရဲ့လူဖြစ်လာကြတဲ့အကောင်းစုတွေရှင်ကစိတ်ထားပြည့်စင်စွာနေထိုင်မှသမိုင်းကြောင့်ကောင်းရမှာလောဘတွေဒေါသတွေမောဟတွေပေတတ်ခါလူရဲ့ကိုရင်စတရားထားရငါးပါးသီလဆောင်ခြင်းကဓမ္မနာမလူတွေကလူရဲ့ပါရှာရုနဲ့ဂုံပညာချမ်းသာဆင်းရဲမမြဲတဲ့သဘောပါဘာမှမတည်မြဲလေတာတတိဓမ္မဝေသိညာရှိလို့ဒါနသီလဘာဝနာရယူကြပါရှာခဲ့လာတော့လူဘဝချိန်ခဏဓမ္မနေ့စဉ်ကောင်းမှုအမြဲတခုပြုနေပါတောကတောင်းနှံတဆောက်မှာဒေါသရောင်လွမ်းငါမောဟမောင်ငန်းနေရောက်နေတာအိုလူကားတို့တောကတောင်းနှံတဆောက်မှာဒေါသရောင်လွမ်းငါမောဟမောင်ငန်းနေရောက်နေတာဒေါသရောင်များလေးမတောက်စေပါမောဟမောင်ငန်းနေမ